皆さんこんにちは。ဒီပါပညာဒါနလေးမတင်ပေးပြတာကြာပြီပေါ့နော်ဒီတစ်ခေါက်ကတော့9လပိုင်း GMPD အတွက် N2 ရှင်းကန်းဆန် VD လေးကိုပညာဒါနအနေနဲ့တင်ပေးသွားမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်စကြမယ်ပထမဆုံးပု္ပ္ပာကတိုင်ဟီဟိုကနိုမနိုတိုခူရာဘေတို့တခြားအရာတွေနဲ့နိုင်ရှင်ပြီးတော့ပြောတာဇူယောနကုတိုယာမိုနိုအေကိုဆက်စမိတ်ဆွတို့တို့ကအရေးကြီးတဲ့အကြောင်းအရာ A ကိုဆက်စမိတ်လုပ်တဲ့အခါမှာဟိုကနိုကုတိုယာမိုနိုဘီတို့ခူရာဘေတဲ့နိုဘဲတို့ကုတိုကအိုကြီးတခြားအကြောင်းအရာ B နဲ့နိုင်ရှင်ပြီးပြောတာကညားတယ်ခိုရဲကိုတိုင်ဟီတိုယူအဲ့ဒါကိုတိုင်ဟီလို့ခေါ်ပါတယ်တဲ့ B တို့ခူရာဘေတို့ B နဲ့နိုင်ရှင်လိုက်တဲ့အခါမှာ A နိုတို့ချောကဟာကီလီဆိုတို့ A ရဲ့ထူးခြားချက်ကပို့ပြီးတော့မြင်လာတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဖရဲတီးကကြီးတယ်ဆိုပြီးတော့ပြောချင်တာဖရဲတီးကကြီးတယ်ဆိုတာကိုပို့ပြီးတော့ပေါ်လွင်အောင်လို့ပန်းတီးနဲ့နိုင်ရှင်ပြလိုက်တယ်အဲ့ဒါဆိုအော်ဟုတ်တာပဲဖရဲတီးကပိုကြီးတာပဲဆိုပြီးတော့ထူးခြားချက်ကိုကွန်းကွန်းကွက်ကွက်မြင်သွားတယ်ပေါ့နော်အဲ့လိုမျိုး A ရဲ့ထူးခြားချက်ကိုပြောချင်လို့ရှိရင်အဲ့ဒီထူးခြားချက်ကိုပို့ပြီးတော့ပေါ်လွင်အောင်လို့ B နဲ့နိုင်ရှင်ပြလိုက်တာအဲ့လိုပုံစံမျိုးကို I hit ဆိုပြီးတော့ခေါ်တယ်အဲ့ဒီပုံစံတွေမှာဆိုလို့ရှိရင်ねအဲ့ဒီသူတို့ရဲ့နိုင်ရှင်ထားတဲ့ဟာတွေကိုစုခမ်တို့ဖန်ဆင်းနိုင်မယ်ဆိုလို့ရှိရင်ဘွန်ရှောနိုပွိုက်တို့ကမြည်တဲ့ခုတို့အဲ့ပွိုက်ကမြင်လာမယ်ဆိုရဲနိုချီကောက်တန်ကိုရှစ်ကာလီစကမိုပီတီရဲ့ကွာခြားချက်တွေကိုတဲ့တိတိကျကျလေးဖန်ဆုပ်နိုင်အောင်လုပ်နေပေါ့ကွယ်ဒီပုံစံမှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဝန်တိုင်းချီဖက်ကြည့်မယ်ခင်းနမ်ဒီနေ့ပိုင်းတွင်မှာဆိုလို့ရှိရင်အင်တာနက်တို့က line ကိုလျှော့တဲ့အခုနောက်ခိုက်ကြည့်အင်တာနက်တို့တွေ line တွေကိုအသုံးပြုပြီးတော့ကျင်းပတဲ့အစည်းအဝေး EYU တို့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီ EYU တို့ဆိုတာကဒီအရှိရဟာကိုနောက်တစ်မျိုးပြန်ပြောင်းပြောတာတန်းရှိခိုက်ကြီးတဲ့အင်တာနက်တွေ line တွေကိုအသုံးပြုနေတဲ့အစည်းအဝေးအဲ့ဒီအစည်းအဝေးကိုတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘယ်လိုပြောမလဲဆိုရင်တန်းရှိခိုက်ကြီးတွေကတဲ့ဟီလိုမာတဲ့ဤတို့တဲ့ကျေပြန့်နေပါတယ်ဒီနေ့ဒီတော့တင်မှာဆိုရင်တန်းရှိခိုက်ကြီးတွေကကျေပြန့်လာတယ်ဆိုတော့တန်းရှိခိုက်ကြီးနိုးချော့ချော်ကတန်းရှိခိုက်ကြီးရဲ့အားသာချက်ကတော့ခိုင်ကျော်ဒီစန်ကရှာကအာစမရနာခုတဲ့မို့ဤခိုးတော့တာကခိုင်ကျော်လုံးမဲ့နေရာကိုလူတွေစုဝေးစရာမလိုတာဖြစ်ပေမဲ့လေမကဆိုပြီးတော့ပါလာတာမလိုတာဖြစ်ပေမဲ့လေဘဲဆိုတဲ့တာခိတဲ့ဝနိုင်အဲ့ဒါတင်လေးမဟုတ်ပါဘူးတဲ့အဲ့ဆိုသူပြောချင်တာကလက်ရှိခိုင်ရဲ့အားသာချက်ကဒီခိုင်ကျော်ကိုလူတွေစုဝေးစရာမလိုတဲ့အရာဖြစ်တယ်အဲ့ဒါတင်မဟုတ်ဘူးဆိုတဲ့တာခိတဲ့ဝနိုင်တခြားကောင်းတဲ့အချက်တွေလည်းရှိသေးရဲ့ဆိုပြီးတော့ပြောတာဒါဆိုရင်လက်ရှိခိုင်ရဲ့အကြောင်းဆက်ဖက်ကြည့်မယ်အီပန်နီရေဘူးရအဖြစ်ပုံမှန်အဖြစ်ဖူဆုနိုခိုင်ကြီးလာပြီဒီမှာဖူဆုနိုခိုင်ကြီးအပေါ်ကလက်ရှိခိုင်ကြီးရဲ့အကြောင်းအောက်ကဖူဆုခိုင်ကြီးရဲ့အကြောင်းစာပိုက်ထဲမှာသူပြောထားတာဒီနှစ်ခုရှိမယ်ဒီတန်းရှိနိုခိုင်ကြီးအဲ့ဒါကိုကျွန်တော်တို့က A ဆိုပြီးတော့မှတ်လိုက်မယ်ဆုနိုခိုင်ကြီးကိုကျွန်တော်တို့က B ဆိုပြီးတော့မှတ်လိုက်နော်ဟုတ်ပြီအဲ့ဆို A နဲ့ B နဲ့ရသွားပြီနော်အဲ့ဆိုတော့သူဒီ A နဲ့ B နဲ့ကိုနိုင်ရှင်းပြီးပြောမှာဆိုတော့ဇက်ဖက်ကြည့်မယ် event ရေဘူးရပြင်ပြောရမယ်ဆိုလို့ရှိရင်ねဖူဆုနိုခိုင်ကြီးတဲ့ကဖူဆုနိုခိုင်ကြီးမှာဆိုလို့ရှိရင်ရှူအီနိုမေကာခီနီနာတဲ့ပတ်ဝန်းကျင်ရဲ့ညက်လုံးတွေပတ်ဝန်းကျင်ရဲ့အာယုံစိုက်မှုတွေကစိတ်ထဲရောက်လာပြီးတော့ဒါတဲ့ကတယောက်ယောက်ဒုက္ခနိမဲဝဲနိုဟီတိုကအထူးသဖြင့်ကိုယ့်ရဲ့အထက်လူကြီးကဟာဆိုကန်စတဲ့ဤတို့အိုက်တာဟာဆိုကန်ဆူလို့ဆိုတာကဤခန့်ဝန်တို့ပဲတို့သူ့ရဲ့ထင်မြင်ချက်တွေကိုပြောနေတဲ့အချိန်မှာကိုယ့်ရဲ့အထက်လူကြီးကသူ့ရဲ့ထင်မြင်ချက်တွေကိုပြောနေတဲ့အချိန်မှာတို့ဦးနာဇီတာလီစတဲ့ခီတဲ့မဆီယိုတို့ယူထိုက်တို့ဆိုပြီးတော့ခေါင်းငိန်ပြီးတော့ခီတဲ့မဆီယိုတို့ယူထိုက်တို့နားထောင်နေပါတယ်အထက်လူကြီးပြောနေအောင်နားထောင်နေပါတယ်ဆိုတဲ့အပြုအမူပေါ့နော်ဒီသူကတော့သူ့ရဲ့ထင်မြင်ချက်တွေကိုပြောလို့အောက်ကသူတွေကကြိုက်လို့ကြည့်လို့ရဲ့အဲ့လိုမျိုးရလားမရဘူးเนาะအဲ့ဆိုတော့သူ့ရဲ့ထင်မြင်ချက်တွေကိုလည်းကျွန်တော်တို့နားထောင်နေပါတယ်ဆိုတဲ့အပြုအမူသူ့ကိုပြဖို့အတွက်ခေါင်းငိန်ပြနေရတယ်ပေါ့ကွယ်အဲ့လိုမျိုးတဲ့ဆွီနိရှိမရှိစစခဲတို့ခုတူနီအရှိခိကဘူကတဲ့ရှိမဟုတ်အဲ့လိုမျိုးပုံဝင်ခြင်းကိုသူတို့ပြောတာနားထောင်နေပါတယ်ဆိုတဲ့အပြုအမူကိုဒီထုတ်ပေါ်ပြနေရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီရှိကိုပဲတဲ့အရှိခိဆိုတာနာနိကနေခိစိတဲ့တို့ခုတူဆိုတာအဲ့ဒီရှိကိုပဲစိတ်ကရောက်သွားတယ်အဲ့ရှိကိုပဲအာယုံကရောက်သွားတယ်အဲ့ဒီခေါင်းရင်းပြနေရတယ်ဆိုတဲ့ဟာကြီးကိုပဲအာယုံကရောက်သွားတယ်တဲ့ဒါဖုစုခိုင်ရဲ့အကြောင်းပြောချင်တာကဒီဖုစုခိုင်ရမကောင်းမှုဆိုပြီးတော့ပြောချင်တာကစာကြောင်းဖတ်လိုက်တာနဲ့တိတာတယ် A မှာဆိုလို့ရှိရင်သူ့ရဲ့အားတာချက်ကိုပြောထားပြီးတော့ B မှာဆိုလို့ရှိရင်သူ့ရဲ့အားနည်းချက်ကိုပြောထားတာအဲဆိုတော့ဒီပု္ပ္ပာမှာဆိုလို့ရှိရင်နိုင်ရှိနေတာဒီ A နဲ့ B နဲ့အဝရစင်ဆက်ဖက်ကြည့်မယ်စိကရှိဒါပေမဲ့တာဟိပု္ပ္ပာကြီးမှာဆိုလို့ရှိရင်လေဒီ Gaxus တွေကိုတတိတာ Gaxus တွေရဲ့နောက်မှာဆိုလို့ရှိရင်စာရေးသူရဲ့ အခက်နေပါတတ်တာများတယ်ဟုတ်ပြီဆက်ဖက်ကြည့်မယ်စိကရှိဒါပေမဲ့တဲ့ဒီသဘဆုနဝါရီတာတကယ်တမ်းတော့တဲ့အဲ့ဒီအတော့အတွင်းမှာစီခိုနိုဟိုက stop push တဲ့မှရစီအတွေးတွေက stop ဖြစ်သွားတယ်ဖုစုခိုက်ကြီးမှာဆိုလို့ရှိရင်သူ့ရဲ့အာယုံတွေကဘယ်လိုပြောမလဲပတ်ဝန်းကျင်ကိုပဲရောက်
ရောက်သွားတယ်အဲ့လိုမျိုးရောက်သွားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့တွေးနေတဲ့အတွေးတွေ stop ဖြစ်သွားတယ်ဆိုပြီးတော့ပြောချင်တာဒါဖုစုခိုက်ကြီးမှာကို့အတွင်းနဲ့ကိုစီးမျောနေလို့မရဘူးသူတို့လည်းကျွန်တော်နားထောင်နေပါတယ်ထက်လူကြီးပြောတာကိုကျွန်တော်နားထောင်နေပါတယ်ဆိုတဲ့အပြုတ်မူရဲ့လောက်ပြနေရတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အတွေ့ကိုအာယုံမဆိုင်နိုင်ဘူးအဲ့ဒီအပြုတ်မူကြီးရှိကိုပဲဒီတတိပြုတ်မိသွားတယ်တတိထားမိသွားတယ်စိတ်ကရောက်သွားတယ်ဆိုတော့ဒါဖုစုခိုက်ကမကောင်းတဲ့အချက်ကိုပြောထားတာပေါ့နော်ဟုတ်ပြီအဲ့ဒါကိုပြီးတော့ဆက်ဖတ်ကြည့်မယ်ဆိုရနိထိုက်ရှိအဲ့ဒါနဲ့ဆန့်ကျင်ပဲဆိုရဲဆိုတာကဒီဖုစုခိုက်ကြီးနဲ့ဆန့်ကျင်ပဲဆိုပြီးတော့ပြောချင်တာပေါ့နော်အဲ့ဒါနဲ့ဆန့်ကျင်ပဲတဲ့ဒန်းရှိခိုက်ကြီးတော့ဘာကြီးကွာဒန်းရှိခိုက်ကြီးမှာဆိုလို့ရှိရင်တော့ဟုတ်ပြီဒါဒန်းရှိခိုက်ကြီးရဲ့အကြောင်းပြန်လာရင်နော်ဒါ A ရဲ့အကြောင်းပြန်လာရင်နော်အပေါ်မှာ A ရဲ့အကြောင်းပြောတယ်ပြီးသွားလို့ရှိရင် B ရဲ့အကြောင်းပြောတယ်ပြီးရင် E ရဲ့အကြောင်းထပ်ပြောတယ်ဒန်းရှိခိုက်ကြီးတို့အခြေအနေမှာဆိုလို့ရှိရင်ねရှူယိုခိနိစုရဟစ်ယောကနောက်ခုဟုတ်ပြီပတ်ဝန်းကျင်ကိုယူဆိုင်เสียမလို့ဘူးခုနက B မှာဆိုရင်ပတ်ဝန်းကျင်ကိုယူဆိုင်နေရတယ်A မှာပတ်ဝန်းကျင်ကိုယူဆိုင်เสียမလို့တော့ဘူး自分の思考を止めずに他の人の発言が聞けるကိုယ့်ရဲ့အတွေးတွေကိုလည်း stop လုပ်เสียမလို့ပဲနဲ့発言တွေကိုလည်းနားထောင်နိုင်နေတဲ့အပေါ်မှာကဒီမှာဆိုရင် stop ဖြစ်လွယ်တယ်အဲဆိုတော့ဒီမှာသူပြောချင်တာက B ဖုစုခိုက်ကြီးကအတွေးတွေ stop ဖြစ်လွယ်တယ်ဒါပေမဲ့ဒန်းရှိခိုက်ကြီးမှာဆိုလို့ရှိရင်တော့အဲ့လိုမဟုတ်ဘူးဒီကိုယ့်ရဲ့အတွေးတွေကိုမရက်ဖေနဲ့ဘယ်လိုပြောမလဲအထက်လူကြီးရဲ့ဟာဆုကဲနေကိုနားထောင်လို့ရတယ်ဆိုပြီးတော့ပြောထားတာအဲဆိုတော့ဒီမှာသူပြောချင်တာကဒန်းရှိခိုက်ကြီးကကောင်းပါလေဆိုပြီးတော့ပြောချင်တာဒန်းရှိခိုက်ကြီးရဲ့ပထမတစ်ခုအားတာချက်ခိုက်ကြောကိုလူတွေစုစရာမလိုဘူးအဲ့ဒါတည်းမဟုတ်ဘူးနောက်ထပ်အားတာချက်တစ်ခုဆိုပြီးတော့အောက်မှာထည့်ရေးပေးထားတယ်ဒါ A ရဲ့ကောင်းတဲ့အချက်ဟုတ်ပြီ B မှာဆိုလို့ရှိရင်တော့သူကကြတော့ပတ်ဝန်းကျင်ကိုယူဆိုင်နေရတဲ့အတွက်သူ့ရဲ့အတွေးတွေက stop ဖြစ်သွားတယ်ဆိုပြီးတော့ပြောထားတာその結果အဲ့ဒီ result ကနေပြီးတော့တဲ့新しいアイディアが浮かぶことが多いのであるその結果ဆိုတာကဒီပတ်ဝန်းကျင်ကိုယူဆိုင်เสียမလို့ဘူးဒီအတွေးတွေကိုရက်ပစ်เสียမလို့ဘူးဆိုတဲ့ kết果ကနေပြီးတော့ result ကနေပြီးတော့ဒီ idea အသစ်တွေထွက်နိုင်တယ်တဲ့ဒါဆိုလို့ရှိရင်ဒီစာပိုက်ကိုဖတ်ပြီးတဲ့အခါမှာသူအဓိကပြောချင်တာကဘာလဲသူအဓိကပြောချင်တာက A ကိုအဓိကပြောချင်တာဖြစ်တဲ့အတွက် A ဆိုတဲ့တန်းရှိခိုက်ကြီးကကောင်းပါတယ်ဆိုပြီးတော့ပြောချင်တာအဲ့ဒါကိုသူ့ဘက်နဲ့သူဓာတ်ရိုက်မပြောလိုက်ပဲနဲ့ပိုကောင်းနေဆိုတာကိုပေါ်လွင်အောင်လို့ B ဆိုတဲ့ဒီပေါ့နော်ဖုစုခိုက်ကြီးရဲ့ဝါရီတန်ကိုထုတ်ပြပြီးတော့ဒါတာဟိလုပ်လိုက်တာအဲ့လိုနိုင်ရှင်လိုက်တဲ့အတွက်A ရပိုကောင်းနေဆိုပြီးတော့ပေါ်လင်သွားတယ်ဆိုပြီးတော့ပြောချင်တာဟိုဒီထက်ကဂေါ်ရီလေးတွေကိုလည်းနှုတ်ထုတ်ပေးထားတယ်ပေါ့နော် Hasuken Suru ဆိုတာ Ikan နော်ဘေတို့ဒီကိုယ့်ရဲ့ထင်မြင်ချက်တွေကိုဒီထုတ်ပေါ်ပြီးတော့ပြောတာပြီး Unazuku ဆိုတာကခေါင်းတငိမ့်ငိမ့်လောက်တာဘာရှိမေစုဆိုတာကမိုနိုတာရှိတယ်မိစေတို့ဒီစာပိုက်ထဲမှာဆိုရင်ဒီခေါင်းငိမ့်ပြပေါ့နော်ခေါင်းငိမ့်ပြပြီးတော့သူနားထောင်နေပါတယ်ဆိုတဲ့အပြုမျိုးပြတယ်ဆိုပုံစံမျိုးတော့ Isiki နာနိကနေခိစွိတဲ့ရုပ်ကိုတခုကိုအာယုံရောက်သွားတာဒီမှာဆိုရင်အဲ့ဒီခေါင်းငိမ့်နေရဲ့အပြုမျိုးကိုပဲအာယုံရောက်သွားတယ်ပေါ့ကွယ်ဒီမှာဆိုရင်ရှစ်ခိုဆိုတာကတော့ခန်းကရဲ့အတွေ့ကိုပြောတာမိကွန်ဖက်ကြည့်မယ်ခုနဘွန်ရှော်နိုနာရောတော့ရှိတယ်ဒီရဲ့စာပိုက်ထဲမှာဆိုလို့ရှိရင်မို့တုံမို့တက်ဆက်စနာမနိုဝါဒရကတင်တော်ရဲ့ဟာကဘာလဲတဲ့အဲ့ဆိုတော့ဖတ်ကြည့်မယ်ဖုစွနိုခိုက်ကြီးရောလေပုံမှန်ခိုက်ကြီးထက်တန်းရှိခိုက်ကြီးの方ကတန်းရှိခိုက်ကြီးကပို့ပြီးတော့ idea ကတရားဆွေ idea ထွက်လေတဲ့ဟုတ်ပြီနောက်ဆုံးကြောင်းမှာပြောထားတယ်လေဒီမှာဆိုရင်ဒီအဲ့ဒီ result ကနေပြီးတော့ idea ထွက်လေတယ်ဒါလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှန်တယ်ပေါ့နော်ဒါပေမဲ့အနောက်ကဟာဆက်ဖတ်ကြည့်မယ်ဟုတ်ပြီဒါကတော့ဖြစ်နိုင်နေဆိုပြီးတော့မှတ်ထားခဲ့မယ်နောက်တစ်ခုဆက်ဖတ်ကြည့်မယ်ဖုစွနိုခိုက်ကြီးရောလေပုံမှန်ခိုက်ကြီးထက်တန်းရှိခိုက်ကြီးの方ကရွှေကခင်းနေတာတို့တဲ့ပတ်ဝန်းကျင်ကစိတ်ထဲရောက်လာတယ်ဒီမှာပတ်ဝန်းကျင်စိတ်ထဲရောက်တာကဖုစုနိုခိုက်ကြီးလားတန်းရှိနိုခိုက်ကြီးလားပတ်ဝန်းကျင်တို့စိတ်ထဲရောက်တာက B ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဖုစုနိုခိုက်ကြီးကစိတ်ထဲရောက်မှာသူပြောထားတာကတန်းရှိခိုက်ကြီးကစိတ်ထဲရောက်တယ်လို့ပြောထားတယ်ဒါကတော့မှားတယ်လုံးဝမှားသွားပြီဒီ reading အဖြစ်ရွေးတဲ့အခါကျရင်အမှန်ကိုအရင်စဉ်းစားတာမဟုတ်ဘဲနဲ့အမှားကိုအရင်ပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးတော့မားနိုင်ကြီးနေတယ်ပေါ့ဒန်းရှိခိုက်ကြီးကဖုစုနိုခိုက်ကြီးတို့ချကတဲ့ဒန်းရှိခိုက်ကြီးကတဲ့ဖုစုခိုက်ကြီးနဲ့ချကဖြစ်ပြီးတော့ဝါစားခိုက်ကြောနေကနာတဲ့မို့ရောတကူးတကခိုက်ကြောကိုမတွားလေပဲရတယ်ဟုတ်ပြီဒါလေးစာပိုက်ထဲမှာပေးထားတယ်ပုံမှန်ဆိုရင်တော့ဒါလည်းမှန်တာပဲပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်တို့တွားပြန်ကြည့်မယ်သူကတဲ့ခိုက်ကြောကိုတကူးတကတွားစရာမလိုဘူးဒါကအဲ့ဒါဒီလေးမဟုတ်ဘူးနောက်တစ်ချက်ကိုရှိသေးတယ်ဆိုပြီးတော့သူကပြောထားတာနောက်တစ်ချက်ကဒီမှာအဲ့ဆိုတော့ तू အဓိက main ပြောချင်တာဒီခိုက်ကြုံသွားစရာမလိုဘူးဆိုတဲ့ဟာမဟုတ်ဘူး तू အဓိကပြောချင်တာဒီမှာ idea မထွက်ဘူးဆိုတာကိုပြောချင်တာအဲ့ဆိုတော့3ကိုလည်းပေးတယ်နံပါတ်4တန်းရှိခိုက်ကြီးကဖုစုနိုခိုက်ကြီးရောလေတန်းရှိခိုက်ကြီးကဖုစုခိုက်ကြီးတဲ့ခန့်ငိုင်ကြီးကန်ကမိကြီးကိုက်တဲ့ခန့်ငိုင်ကြီးကန်နေပါဒီစာပိုက်ထဲမှာပါလား
ပေါတူရိုက်ရှိတိုင်းဘာမှမပါတာအဲ့ဆိုဒါထည့်စင်းစားကြမလို့အဲ့ဆိုသူ့ရဲ့ဖြေကအီချီပေါ့ငါသူမေးလေးပါရပေါ့နော်ဒါကိုသွားကြည့်မယ်တော့ကရအဲမှာကိုစီစုပ်ဆိုလို့အဲ့ဒီ keyword တွေကနေကျွန်တော်တို့ဒီခေါင်းစဉ်ကိုစဉ်းစားကြည့်လိုက်မယ်ပေါ့ကွယ်သူစာပိုက်ထဲမှာဒန်ရှိခိုက်ကြီးဖူစုခိုက်ကြီးရှူးကြီးရှိခိုးတို့ပါတယ်အတွက်အဲ့ဒီသူ့ရဲ့ခေါင်းစဉ်ကဒန်ရှိခိုက်ကြီးရဲ့အကြောင်းဥပမာပြောရမယ်ဆိုရင်ဒန်ရှိခိုက်ကြီးတို့တုတ်ချောတို့ဒန်ရှိခိုက်ကြီးတို့ချော့ချော့တို့အဲ့လိုမျိုးလေးရေးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဆိုရင်တာဟိမှာတတိထားရမယ်ဟာအဲ့ဆိုဒီမှာကျွန်တော်အရှိမပြောခဲ့တယ်နိုင်ရှင်ပြထားတာဒီ A နဲ့ B ကိုနိုင်ရှင်ပြထားတာ A ဒီတန်းရှိခိုက်ကြီး B ဒီဖုစုခိုက်ကြီးဖြစ်တဲ့အတွက်ဒီမှာတန်းရှိဖုစုခိုက်ကြီးကိုတော့အပေါ်ပြထားရပါတော့ဖုစုခိုက်ကြီးပြီးတော့တန်းရှိခိုက်ကြီးဒီဖုစုခိုက်ကြီးကပတ်ဝန်းကျင်ကစိတ်ထဲရောက်လာတယ်ပြီးရင်ဘာလို့ဒါရက်ကာရဲ့ Hasuken ကိုနားထောင်နေတဲ့အတော်အတွင်းမှာ Ishiki ကမူကတေရှိမှာဖြစ်သွားတယ်ပြီးတော့အဲ့ဒီအတွင်းမှာသူ့ရဲ့အတွေ့အကြုံက stop ဖြစ်သွားတယ်ဆိုပြီးပြောထားတာဒါတို့တန်းရှိခိုင်ကြီးမှာဆိုရင်ပတ်ဝန်းကျင်ကို view site ဆရာမလို့ပဲနဲ့ကိုယ့်ရဲ့အတွေ့အကြုံကိုလည်းရပြစ်ဆရာမလို့ပဲနဲ့ Hasuken ကိုနားထောင်လို့ရပါတယ်အဲ့ဒီ results ကနေပြီးတော့မှဒီအတရိုက်ရှိ idea တွေထွက်လာတယ်ဆိုပြီးအဲ့ဒါကိုမတုံမဲလောက်လိုက်တဲ့အခါမှာဖူဆုနိုခိုင်ကြီးကတော့ပတ်ဝန်းကျင်ကို view site ဆရာလိုတယ်ပြီးတော့အတွေ့အကြုံလည်းရက်လွယ်တယ်တန်းရှိခိုင်ကြီးကတော့ကိုယ့်ရဲ့အတွေ့အကြုံရပြစ်ဆရာမလို့ပဲနဲ့ idea အသစ်တွေလည်းထွက်တယ်ဆိုပြီးပြောထားတဲ့အတွက်သူ့ရဲ့အဖြေဟာအချီပါအပြင်နံပါတ်1ကဘာလို့မဖြစ်တာလဲဆိုရင်ရွှီကကိနေတာလို့ဒါကတော့လုံးဝဆန့်ကျင်ဘက်ကြီးပါခိုင်ကျော်နီဆန်ကာရှာကတဲ့အစမရနာကုတေမိုဤခိုတိုတာကဆိုတဲ့တခေဒေဝနိုင်ကျွန်တော်အပေါ်မှာပြောခဲ့တယ်လို့ပဲပေါ့နော်သူအဓိကပြောချင်တာဒီသူအဓိက main ထားပြီးပြောချင်တာဒီအဲ့ဒီခိုင်ကျော်ကိုလူတွေစုဝေးစရာမလိုဘူးဆိုတဲ့ဟာမဟုတ်တဲ့အတွက်ကြောင့်မို့လို့နံပါတ်3ကိုလည်းပေးတယ်နံပါတ်4ကတော့ဒီအဲ့ဒီအကြောင်းအထည့်ရေးမထားတဲ့အတွက်ကြောင့်မို့လို့ထည့်စဉ်းစားကြမလို့ပေါ့နော်ဒီ GMPD ဗီဒီယိုမှာဆိုလို့ရှိရင်လေကို့ idea နဲ့ကိုထည့်ပြီးတော့စဉ်းစားလို့မရဘူးအဖြစ်ဒီစာပိုက်ထဲမှာပါပြီးသားဖြစ်တဲ့အတွက်စာပိုက်ထဲမှာထည့်မရေးထားတဲ့အကြောင်းအရာဆိုရွေးစရာကိုမလိုတာဖူဆုနိုခိုင်ကြီးတန်ရှိခိုင်ကြီးကိုဒါဟီနီနာတေရုခုတော့ပါနေတဲ့နာနီကိုစကေတဲ့အခုဟုတ်ပြီအဲ့ဆိုရင်ဒီတာဟီမှာအဓိကအရေးကြီးတာဒီကြောက်ဆက်စုခုပဲဒီအပေါ်မှာပါခဲ့တဲ့မပြောမယ်ဆိုရင်ဒီရှိကရှိနောက်တစ်ခုဆိုရနီထိုင်ရှိတို့အဲ့ဒီကြောက်ဆက်စုတွေကအရေးကြီးရပါတော့အဲ့ဒီနှစ်ခုပဲလာမှာမဟုတ်ဘူးဗျာအဲ့ဒီနေရာမှာတခြားဟာလည်းလာမယ်ဥပမာဆိုရနီထိုင်ရှိတို့အီဖိုတို့ဟန်တိုင်နီနာဒုနိုတိုင်ဟီကိုရှိမယ်ဆိုဟျောကန်ဒီချူမခုရှိရောအဲ့ဒီကြောက်ဆက်စုတွေပါလာရင်တတိတာထားတော့နောက်ထပ်ပိုင်းရှိသေးလေရှိကရှိတို့ဒါကာတို့ဒဲမို့နာနီကာတို့အဲ့ဒီကြောက်ဆက်စုဟျောကန်ဒီမို့တဲ့ချူမခုရှိရောအဲ့ဒီကြောက်ဆက်စုတွေကိုချူမခုလုပ်ပြပါこの後に筆者の言いたいことが書かれていることが多いအဲ့ဒီကြောက်ဆက်စုတွေရဲ့နောက်မှာစာရေးသူဘာပြောချင်တာလဲဆိုတဲ့ဟာကိုရေးထားတာများတယ်အဲ့ဖြစ်တဲ့အတွက်အဲ့ဒီကြောက်ဆက်စုတွေမြင်တတိယထားတော့ဟုတ်ပြီဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲကွာဒီမှာဆိုရင်ဆိုရနီထိုက်ရှိဆိုပြီးတော့ပြောထားတယ်လေအဲ့ဆိုရနီထိုက်ရှိဆိုတဲ့နောက်မှာသူကတန်းရှိခိုက်ကြီးရဲ့ကောင်းတဲ့အချက်ကိုရေးထားပြီးတော့အဲ့ဒီ results ကနေပြီးတော့အဲ့ဒီအတရရှိ idea တွေထွက်တယ်ဆိုပြီးတော့သူအဓိကပြောချင်တာဒါဖြစ်တဲ့အတွက်နံပါတ်1ကိုရွေးတာပေါ့နော်အဲဒါကြောင့်မို့ဒီ gap access တွေကိုတတိထားပြီးတော့ကြည်ပါထိုင်ပုံစံမှာဆိုလို့ရှိရင်ဒီနေ့ဒီလောက်ပဲပေါ့နော်အဲ့ဒီဆိုရင်မွန်တိုင်းလေးကိုဆက်ပြီးတော့သွားမယ်